ဟုတ်ကွာတော့ပြရှင်တော့မနမအကြောင်းလေးကိုမနမတော့အကြောင်းလေးကိုတင်ဆက်ပေးတော့မှာပါရှင်ဒီနေ့မှာတော့ပနောချောတက်ရောနည်းနည်းလေးကောင်းစင်လို့ဖြစ်နေလို့နည်းနည်းတော့ဒီကံမြကြည့်ပြီးပါလိုက်စစလေးမျိုးတွေလောက်ပြီးတော့ပြန်လေးခင်ပြီးတော့ကြည့်ပြီးတော့အေးအော်ငါတော့နိုးပြီပဲငါမောင်လေးနဲ့ငါညီမလေးထားလေးလောက်မသိပါဘူးငါလည်းချိုးလိုက်ပါအောင်မယ်အဲ့ဒီလဲလာလဲပြီးတော့ဆိုရချိုးမယ်ဒီချိုးကငါမောင်လေးနဲ့ငါညီမလေးတတ်လို့ရအောင်မယ်ငါဘာအဲ့ဒီလေးကိုကောင်းမှမသိပါဘူးအဲ့ဒီဆိုโอเคငါစပင်းလေးကိုနှစ်ပတ်စီလိုက်မယ်ဝင်းနှစ်ပတ်စီတော့ပြီးတော့ငါညီမလေးတတ်လို့မယ်ငါမောင်လေးနဲ့ငါညီမလေးတော့တန်တန်တန်နာနာနာဒွန်းဒွန်းဒွန်းဟဲ့ကိုစီလီယာမောင်လေးညီမလေးထားတော့လေဟုတ်တမင်ထားမနော်အဲ့ဆိုရင်လည်းရေမိုးချုံတော့မဒီနေ့ breakfast တော့စားပြရှိရဲအဲ့မှာလား nice မဲလေးအဲ့ဆိုရင်မဟိုလေးအဲကဲနဲ့မှစောင့်နေမယ်နော်ဟုတ်နာလေးလာလေးကိုရုပ်ညနာတော့တက်မယ်ရေမိုးချုံမယ်ရေမိုးချုံမယ်ရေမိုးချုံမယ်လေအညိုစားလဲလေတော့မယ်အဲ့ဆိုလို့ရှိရင်လေမလေးပြချမှာဆိုလေကိုကြီးရင်ဆိုလိုက်မယ်နော်ကိုကြီးချိုးမယ်တန်လာအဲ့မလေးပြချမှာချိုးမှာလေရေလေးချိုးပြီးတော့ပြီဆိုမလေးရေချိုးလို့ရပြီနော်ကိုကြီးနဲ့အညိုစားလဲလာအောင်မယ်မမခန်းနဲ့မလေးရမှာအညိရမမခန်းနဲ့မထိထားဆိုလာကွာဒါလေးကတော့မယ်မလေးချိုးလေမချိုးရသေးဘူးလားကိုကြီးချိုးလိုက်ရမယ်တမီးတော့ချိုးလိုက်ရမယ်နင်ချိုးနော်ရေတော့မစိမ့်တော့ပါဘူးငါဘယ်ဖို့တော့စားမှာဆိုတော့ရေအညိုစားလိုက်ရမယ်နော်အေးမြင်တော့အေးပတ်ပြီးတော့ချားနေဦးမယ်ချင်းတော့စင်တန်ကိုရေပြီးတော့ပြီးအဲ့ဆိုရင်မမစီသွားရအောင်လေအေးတော့မယ်မလားမမရေတမျိုးနဲ့ပြီးအဲ့ဆိုရင်တော့ကြမယ်လေဒီထဲမှာမအားလေးပါလို့ရှင်လဲတောင်းမှမှာရပါနော်စကားမှာရှိလို့ရှင်တောင်းမှမှာမလေးရေတော့ကြမယ်လေလာမလေးရေတခြားလာနော်ဖလောက်တိုက်မယ်နေဖို့တဟာလဲမှားပြတယ်ဒူးပေါက်ဘူးပွန်းသွားနေလားကဲမတန်တဲ့ရလေးရကျွေးနေပဲမောင်အင်းရလာနော်မနေ့တနေ့မှပြောင်းလာတာဒီအင်းကြီးတန်လမ်းမှာကြလေစိုးလေးနဲ့ဟုတ်တယ်စားတဲ့ဆောင်ရတော့အခါစားတဲ့ဆောင်ရပြီးညီမလေးကိုတက်နေရမှာထိုင်တော့မမကတော့မလေးကိုစားချင်တာလဲစားမမကတော့ဘာစားလို့စားမလဲဆိုတော့မမဒီကဘာလေးတော့မသိဘူးဒီဟာလေးစားရမယ်မလေးစားလေတော့တိတ်မောင်းစားဘူးဟောစားပါတခုခုမှလိုက်လေအဲ့မှလိုက်အဲ့ကိန်းညီမစားလို့ပြီးတော့ပြီးမကောင်းဟုတ်တယ်မတိတ်ဘိုက်ကြမ်းစားလို့တိတ်စားလို့ပြီးဆိုလာကြနော်ငါစောင့်နေမယ်မလေးမပြီးသေးဘူးလားဟုတ်မှာသမီးတားလေးမပြီးသေးဘူးဟောအေးတားပြီးပါပြီအဲ့ဆိုလာလေမမတော့မနော်
တော့ဒီနေ့ဘယ်သွားကြမလို့ဒီနေ့အားလိုက်ရဆိုတော့တိပြီတမီးကိုကစားကွင်းတော့ကြမကောင်းလားအေးဟုတ်တယ်နော်မမကစားကွင်းသွားအောင်မတစ်ပတ်လောက်ကြာပြီအဲ့ဆိုရင်မမတော့ကြဒီနေ့လားဒီစားကွင်းသွားချင်ဆိုရင်လာကြနော်မမ10နာရီ17နာရီအောင်ထိုးရမှာပဲထိုင်ပါတော့အဲ့ရထားနောက်ကြဆိုတော့8နာရီမှထားမိတယ်အဲ့ဆိုရင်ညီမလေးအရင်ကစားဒါနဲ့ပဲတော့ကြမယ်လေဟုတ်အဲ့ဆိုရင်ကပတ်တက်တော့ကြမောင်လေးကနောက်မှပဲတက်လိုက်တော့နော်ဟုတ်နာကစားကွင်းကိုတော့မယ်ကစားကွင်းကိုတော့မယ်တန်မိဘရဆောင်အောင်မိဘရဆောင်အောင်အမလေးကြော်မိကုန်လို့မယ်ရပ်ပြီးတော့မယ်တန်ဟဲကောက်ထိုးလိုက်ပါမယ်ဆိုလို့နေတူလာမယ်ကပ်ပြီးမလေးရလာလေးမဟိုဘက်တော့ရလာလာကြလေငါရမလေးတကားဖွင့်တော့ဘူးလားမသိပါဘူးမလေးလာပါဆိုမတကားဖွင့်တော့ဘူးညီမလေးရတယ်မဖွင့်မိမယ်နော်ရပြီလားဟုတ်ရပြီသမီးကတကားမဖွင့်တတ်တော့ဘူးအရင်ကမဖွင့်တတ်ဘူးညီမလေးရလေအဲ့နေငငယ်လေးဖွင့်တတ်တာလေမောင်လေးညီလာနော်ညီမလေးကိုလေမှာလက်သွဲလိုက်မယ်တော့မောင်လေးကတော့ကြမ်းမလိုက်ခဲ့တော့ဟုတ်အဲ့ဆိုရင်လားမောင်ဒီဘက်ကနေဝင်မယ်လေမတော်ဒီနေ့ကြောင်းပိတ်တယ်သူကကျရှင်သွားကြတာမကျရှင်မဘာရှိမလို့အဲ့ဆိုလို့ရှိရင်မတော်ဒီမြင်းသွားစီမယ်လေဘာပြီးရမိနေပြီကစားဝဲမြောက်တာကြတော့မလေးကိုရေးပြေးခဲ့လိုက်တော့နော်ဟုတ်ဆိုရင်မမကဒီဘက်ကမြင်းလေးစီမယ်မြင်းလေးစီကြနော်မောင်လေးရောဘယ်ရောက်ပါလဲမောင်လေးရောဘယ်ရောက်ပါတော့မလာပြီမောင်လေးမောင်လေးမမြင်တော့ခွင့်စီရလေမြင်စီပြီးသွားတော့မောင်လေးရစိတ်ကောင်းလားစိတ်ကောင်းတယ်ဘာပြောမှာတော့တမီးကိုဘိုက်တူနဲ့လေဘိုက်တူနဲ့စားလာတယ်လို့ပဲတမီးကjuice တဲ့တောက်တာဆိုတော့အေးအဲ့ဆိုရင်အိမ်ရကြမယ်လေဘာပြောမှာတော့မောင်လေးဒါလည်းနည်းနည်းဘိုက်စားနေပြီ hungry အေးဒီနေ့ကလေအင်္ဂလိပ်စကားတော်တော်တက်နေကြဟဟလားဒီဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတော့အားလုံးကို bye bye ဟဲဟိုပေါ့နော်ဗီဒီယိုလေးနဲ့ရှင်းလို့ပါရှင်ဟိုပေါ့နော်ဒီဗီဒီယိုလေးကိုကြိုက်လို့ရှိရင်တော့ like and subscribe လေးဖြစ်နေလေးလုပ်ခဲ့ပါအောင်နော်အားလုံး bye bye သာကူရာဂိမ်းလေးကြည့်ချင်လို့ရှိရင်တော့ BBN လေးနဲ့ပဲခံကြည့်ပေးနော်